always fun. Speaking English every day till the day is done. We are happy language stars, shining bright and new. Learning words and making friends, dreams are coming true. It's worse than I thought. 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 ငါထင်တာကပိုဆိုးနေပြီလို့အဓိပ္ပာယ်ရပါတယ်ဒီစကားလုံးလေးကတော့တာမန်စကားအစုအဖွဲ့လေးတစ်ခုဖြစ်ပါတယ်ဘယ်လိုအခြေအနေမျိုးတွေမှာတုံးတာလဲဆိုရင်တစုံတစ်ခုကိုကြိုတင်မျှော်လင့်ထားတာထက်အခြေအနေတွေကပိုဆိုးနေတဲ့အခါမျိုးမှာအသုံးပြုပါတယ်စိတ်မကောင်းစရာတွေစိုးရိမ်စရာဒို့မဟုတ်အံ့ဩသင့်စရာအခြေအနေတွေမှာအသုံးများပါတယ်ဒီစကားလုံးလေးကနေ့စဉ်လူမှုဘဝမှာလည်းပြောဆိုဆက်ဆံတာအများဆုံးတွေ့ရပါတယ်။ပုံမှန်အားဖြင့်ကတော့အခြေအနေတစ်ခုရဲ့ဆိုးရွားမှုတွေကိုပြင်းပြင်းထန်ထန်ဖော်ပြခြင်းတဲ့အခါတွေမှာအသုံးပြုနိုင်ပါတယ်။အောက်ပါစနစ်လေးတွေနဲ့တွဲပြီးတော့လေးလာကြည့်လိုက်ရအောင် The damage from the storm is worse than I thought. Her illness is worse than we thought. She needs immediate treatment.The exam results were worse than I thought, so I'll have to study harder.